င်္ဂလာပါတောက်ကြညအတွက်ကျွန်တော်အကြိုက်ဆုံးပွဲစဉ်တွေတပွဲဖြစ်တဲ့ဘုံမောင်းနဲ့ပူဟန်ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးခြင်းပါတယ်ကျွန်တော်အင်္ဂါဘော်လုံး2ရက်ဆက်ချန်ပီယံလိပွဲစဉ်တွေမှာအဆင်ပြေခဲ့ပေမဲ့ရင်းညယူဗာလိပွဲစဉ်တွေမှာတော့ကျွန်တော်မန်မန်ဂျူကိုတွေအဆင်မပြေဖြစ်ခဲ့ပါတယ်အဲကြောင့်ဒီနေ့မှာကျွန်တော်ပို့ပြီးတော့အဆိုင်ထုတ်စူးစမ်းပေးထားပါတယ်ကျွန်တော်စီမှာမန်မန်ဝင်ခြင်းတဲ့အကူတို့တွေဒီနေ့တောက်ကြနေပေါ့တောက်ကြစနေတနင်္ဂနွေ3ရက်ဒီဘက်ပက်ကစ်3ရက်စာကိုမန်မန်ဝင်လို့ရပါပြီဒီ3ရက်စာမှာ12000ကျပ်သာကျတဲ့မှာဖြစ်ပါတယ်ကျွန်တော်လည်းဝါတရာလူညီကိုတွေအားလုံးအချိုသာဆုံးဈေးနှုန်းထားနဲ့မန်မန်ဝင်နိုင်ဖို့အတွက်ကျွန်တော်စီစဉ်ပေးထားတာဖြစ်ပါတယ်အချိုသာဆုံးဈေးနှုန်းထားနဲ့ကျွန်တော်ရဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေအကိုတို့ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီစိတ်ဝင်စားလို့မန်မန်ဝင်ခြင်းတဲ့အကိုတို့ကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ညကိုဆက်သက်ပြီးတော့မန်မန်ဝင်လို့ရပါပြီကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်ရဲ့ TikTok bio link မှာတင်ပေးထားပါတယ်ကျွန်တော်ရဲ့ member record တွေကိုဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာဝင်ရောက်လေ့လာလို့ရပါတယ်ဗျာဒီနေ့ပွဲစဉ်မှာဘုံမောက်ကဖူဟန်ကို level 90ဂိုးပေါင်းတဲ့နှလုံး80ရှုံးဆိုတာဈေးဖွင့်လှစ်ပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဘုံမောက်ဖွင့်ပေးတဲ့ဈေးကိုကျွန်တော်အရင်ဆုံးချိန်ပြီးစဉ်းစားကြည့်ပါမယ်ဒီရာသီမှာဘုံမောက်က Brighton နဲ့တွေ့ဆုံခဲ့ပြီးတော့ဖူဟန်ကလည်းအဖွင့်ပွဲစဉ်မှာ Brighton နဲ့တွေ့ဆုံခဲ့မှုပါတယ်ဒါကြောင့်ဘုံမောက်နဲ့ဖူဟန်ကြားရဲ့ဈေးကို Brighton နဲ့ချိန်ပြီးကျွန်တော်တွက်ဆကြည့်ပါမယ်ဘုံမောက်က Brighton ကိုအိမ်ကွင်းမှာ level 20ဈေးကြောပေးခဲ့မှုတော့ကြောင့် Brighton အိမ်ကွင်းမှာဆိုရင် Brighton ဘုံမောက်ကို level 80ဈေးကြောဖွင့်ပေးရမှာပါရာသီစမှာ Brighton ကဖူဟန်ကို level 100ရှုံးဈေးကြောပေးခဲ့မှုတော့ကြောင့် Brighton ကဘုံမောက်ကို level 80ပေးပြီးတော့ Brighton ကဖူဟန်ကို level 100ပေးတယ်ဆိုရင်ဘုံမောက်နဲ့ဖူဟန်ကြားမှာဈေးကွာခြားချက်ကပြား20ရှိပါတယ်ဘုံမောက်ကတာတာပါဒါကြောင့်ဒီပွဲစဉ်မှာဘုံမောက်ကဖူဟန်ကိုဖွင့်ပေးရမယ့်ဈေးက level 20ဝန်းကျင်သာရှိပါတယ်ပြီးခဲ့တဲ့ရာသီကဘုံမောက်ကဖူဟန်ကိုအင်ကွင်းမှာ level 80ဆိုတဲ့ဈေးကြောပေးခဲ့ပြီးတော့1စီးဆိုတဲ့ရလက်နဲ့နိုင်ခဲ့မှုပါတယ်ဒါကြောင့်ဒီရာသီမှာ level 90ပေးနေတဲ့ဈေးတန်းကဒီဈေးတန်းကဘုံမောက်ပေးတဲ့ဘုံမောက်ကဖူဟန်ကိုပေးတဲ့ဈေးကြောကပြင်းရှာနေပြီးတော့ဒီဈေးတန်းကဘုံမောက်နိုင်မဲ့ဈေးတန်းတရက်လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်အဲ့တော့ဘုံမောက်ရဲ့ရလက်ခြေတန်းရောလက်ပိုင်းတွေကိုကြည့်မယ်ဆိုရင်လည်းဘုံမောက်ကအဖွင့်ပွဲစဉ်မှာလီဗာပူးနဲ့ပွဲစဉ်တပွဲကိုသာရှုံးနေထားပြီးတော့ကျန်တဲ့ငါအားပွဲဆက်ရှုံးပွဲမရှိထားတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဘုံမောက်ကရတန်မိနေတဲ့အသင်းတစ်သင်းလို့ခြေစွမ်းပိုင်းရတန်မိနေတဲ့အသင်းတစ်သင်းလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဖူဟန်ကတော့ကျွန်တော်တို့ရှေ့ပွဲစဉ်မှာ AB လာလို့ခြေစွမ်းအတက်ကြမမှန်တဲ့အသင်းကိုတော့အဝေးကွင်းမှာ3-1ဆိုတဲ့ရလက်နဲ့ရှုံးနေထားခဲ့တာကြောင့်ဖူဟန်ရဲ့အဝေးကွင်းရလက်ပိုင်းတွေကကျွန်တော်တို့ယုံစားလို့မရပါဘူးဒါကြောင့်ဒီဘုံမောက်အိမ်ကွင်းမှာလာကစားတဲ့နောက်ဆုံး3ချိန်ဆက်ဖူဟန်ကရှုံးနေထားတာကြောင့်ဒီပွဲစဉ်မှာလည်းရတန်မိနေတဲ့ဘုံမောက်ကအိမ်ကွင်းမှာဖူဟန်ကိုနိုင်ဝဲရောင်ကစားသွားနိုင်လေဦးမယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်ဘုံမောက်ပေးထားတဲ့ဈေးကလည်းဖူဟန်ကိုနိုင်ဝုန်းလုံလောက်နေတဲ့ဈေးတက်ရက်ဖြစ်နေပြီးတော့ခြေစွမ်းပိုင်းအရာလည်းဘုံမောက်အိမ်ကွင်းမှာဖူဟန်တို့နိုင်ဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်မိတာကြောင့်ဒီပွဲစဉ်မှာကျွန်တော်ဘုံမောက် body ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒါကြောင့်ဘုံမောက်နဲ့ဖူဟန်ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးပွဲတစ်ပွဲကတော့ဘုံမောက် body ပဲဖြစ်ပါတယ်ဒီတစ်ပတ်ကျွန်တော်စီမှာမန်မန်ဝင်ခြင်းနဲ့အကိုတို့အတွက်ဒီနေ့တောက်ကြနေရတယ်ပေါ့တောက်ကြစနေတနင်္ဂနွေ3ရက်စာအောင်မှ12000ကျပ်နဲ့မန်မန်ဝင်လို့ရပါပြီဘိုင်ဘာနံပါတ်39969888ခွန်3ညကိုဆက်သက်ပြီးတော့မန်မန်ဝင်နိုင်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်ရဲ့ TikTok bio link မှာတင်ပေးထားပါတယ်ချိုသာဆုံးစိမ်းလုံးထားနဲ့အမှန်ကောင်းဆုံးရွေးချယ်မှုတွေအကိုတို့ရရှိမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာကျွန်တော်တောက်ကြစနေတနင်္ဂနွေ3ရက်လုံးအဆင်ပြေအပေါင်းထွက်စေရမယ်လို့ကျွန်တော်ရဲ့ member ညီကိုတွေကိုကျွန်တော်အာမခံပြီးတော့ဂရီပေးပါတယ်အဲကြောင့်စိတ်ဝင်စားလို့ member ဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သက်ပြီးတော့ member ဝင်လို့ရပါပြီဗျာအားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေဗျာကျွန်တော်ကတော့ Simply Soccer ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်